နေမညာမှာတည့်ရဲ့စကားကိုလက်တွေကြာကြာတက်တည်ပြသွားခဲ့တဲ့အိုနနာပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ Share Sport News ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မန်ချက်စတာယူနိုက်တက်နဲ့လိုင်ယွန်သင်းတို့ရဲ့ယူရိုပါလိကွာတာဖိုင်နယ်ပထမကြော့ပွဲစဉ်မတိုင်ခင်မှာယူနိုက်တက်ဂိုးသမားအိုနာနာနဲ့လိုင်ယွန်သင်းရဲ့ယူနိုက်တက်ကွင်းလင်ကစားမဟောင်းတယောက်ဖြစ်သူနေမညာမှာတစ်တို့ရဲ့အပြန်လန်းဇာကနာထိုးသွားခဲ့ကြတဲ့ဖြစ်ပျက်တွေအားလုံးလည်းတည်ထားခဲ့ကြပြီဖြစ်ပါလိမ့်မယ်လိုင်ယွန်သင်းနဲ့ကစားမဲ့ပွဲစဉ်မတိုင်ခင်မှာယူနိုက်တက်ဂိုးသမားဖြစ်တဲ့အိုနာနာကယူနိုက်တက်သင်းရဲ့လက်ရှိလူစင်းကလိုင်ယွန်သင်းထက်အများကြီးပိုကောင်းတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာပါအဆိုပါပြောကြားချက်နဲ့ပတ်သက်ပြီးတော့လိုင်ယွန်ကွင်းလင်ကစားမကြီးနေမညာမှာတစ်ကလည်းခုလိုပဲပြန်လည်ချေပသွားပါတယ်အိုနာနာပြောတာဟုတ်လားယူနိုက်တက်သမိုင်းမှာအဆိုအဆုံးဂိုးသမားတယောက်အနေနဲ့စကားပြောဆိုပြီးစင်ကျင်သင့်ပါလေဒီဂီယာရို့မိုက်ကယ်တို့ဗန်နာဆာတို့ကသာဒီလိုစကားမျိုးပြောရင်တော့ကျွန်တော်လေးသားစဉ်းစားမိအောင်မှာပါဆိုပြီးတော့အိုနာနာရဲ့စကားကိုပြန်လည်ပြီးတော့ချေပသွားခဲ့တာပါနေမညာမှာတည့်ရဲ့အဆိုပါပြောဆိုပြီးမှအိုနာနာကပရိသတ်တွေဂုဏ်နိုင်ဖျော်ဖြေတင်ဆက်ဖို့အောင်ဆိုင်ထားပါတယ်ဆိုပြီးတော့ဖွင့်ဟသွားခဲ့ပါသေးတယ်အိုနာနာတော့ပြီးခဲ့တဲ့ညကစားခဲ့တဲ့လိုင်ယွန်သင်းနဲ့ကစားခဲ့တဲ့ယူရိုပါလိကွာတာဖိုင်နယ်ပထမကြော့ပွဲစဉ်မှာသူကိုယ်တိုင်ပြောသွားခဲ့တဲ့စကားကိုတော့ရှေ့သွားနောက်လိုက်ညီအောင်လို့စွမ်းဆောင်မပြနိုင်ဘူးလို့ဆိုရမှာဖြစ်ပြီးနေမညာမှာတစ်ပြောတဲ့စကားတော့လက်တွေ့ကြကြတက်တည်ပြသွားခဲ့တာဖြစ်ပါတယ်နေမညာမှာတစ်ကယူနိုက်တက်သမိုင်းမှာအဆိုအဆုံးဂိုးသမားဆိုပြီးတော့အိုနာနာကိုပြောသွားခဲ့သူအိုနာနာတယောက်အဆိုအပြောစကားတိုင်းပြင်သစ်မြေမှာကစားခဲ့တဲ့ယူရိုပါလိပွဲစဉ်မှာသူ့ရဲ့အမားတွေကလည်းယူနိုက်တက်အသင်းဟာတွင်းကိုတွေခွင့်ပြုပေးသွားခဲ့ရပါတယ်။လိုင်ယွန်သင်းနဲ့ကစားခဲ့တဲ့ယူရိုပါလိကွာတာဖိုင်နယ်အဆင့်ပွဲစဉ်မှာမန်ချက်စတာယူနိုက်တက်အသင်းဟာပွဲစ25မိနစ်မှာပဲအင်ရှယ်လိုင်ယွန်သင်းကိုပေးကိုစားတင်ခွင့်ပြုခဲ့ရပြီးတော့အဆိုပါတွင်းကဂိုးသမားဖြစ်တဲ့အိုနာနာရဲ့ညံပြမှုကြောင့်လို့ဆိုရမှာပါ။ယူနိုက်တက်အသင်းဂိုးပေါက်ရဲ့ညာချမ်းဘက်ကနေပြီးတော့ပြည်တံမောကန်ခွင့်ရရှိခဲ့ပြီးအဆိုပါပြည်တံမောတီယာဂိုအမန်ဒါကဂိုးရှိသည့်ဖြတ်တင်မောပေးပို့လိုက်တဲ့အနေနဲ့ကန်တင်ပေးလိုက်တာဖြစ်ပြီးတော့ဘောလုံးကဘယ်သူမှမထိပဲယူနိုက်တက်အသင်းဂိုးပေါက်တဲ့တန်းတန်းမတ်ကြီးဝင်သွားခဲ့ပါတယ်။အဲ့မှာအိုနာနာတယောက်ဘောလုံးကိုဆွဲထွက်ဖမ်းသည်ပဲဖြစ်စေပို့ထုတ်သည်ပဲဖြစ်စေလှုပ်ဆောင်လို့ရမယ်အသားရကန်တင်ပေးလိုက်တဲ့ဘောလုံးကိုဘယ်လုံးမှကောင်းဝင်နိုင်ခြင်းမရှိပဲအလဲတကူပဲဂိုးဖြစ်နဲ့ခွင့်ပြုပေးသွားခဲ့တာပါ။အင်ရှင်သင်းဦးဆောင်ကိုခွင့်ပြုပေးလိုက်တဲ့ယူနိုက်တက်ဟာခြေပါကိုရဖို့အတွက်ဖိအားပေးမှုတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးတော့ပထမပိုင်းကန်ဒီအချိန်မိုအတွင်းမှာဘရူနိုဖာနက်ဒက်စ်ရဲ့ပြစ်ဒဏ်ဘောကန်တင်ပေးမှုကနေတဆင့်ဥကာတီရဲ့ဖန်တီးပေးမှုနဲ့အတူလန်နီယိုရိုကယူနိုက်တက်ကစားမပေါ်ကပထမဆုံးဂိုးကိုရယူသွားနိုင်ခဲ့ပါတယ်။ပြင်သစ်မြေကနေပြောင်းလာခဲ့ပြီးယူနိုက်တက်တို့ကတွင်းကိုတကိုးမှရယူနိုင်ခြင်းမရှိသေးတဲ့လန်နီယိုရိုကပြင်သစ်မြေမှာပြန်လည်ကစားခဲ့တဲ့ပွဲစဉ်မှာတော့အရေးပါတဲ့ခြေပါကိုရယူပြီးသွားခဲ့ပါတယ်။အဲနောက်ဒုတိယပိုင်းမှာလည်းယူနိုက်တက်အသင်းဟာနိုင်ကိုရဖို့အတွက်လိုင်ယွန်သင်းကိုဖိအားပေးမှုတချို့ပြုလုပ်နိုင်ခဲ့သူလိုင်ယွန်သင်းရဲ့မထင်မှတ်ထားတဲ့တမန်တိုင်းစစ်ဆင်မှုတွေကလည်းယူနိုက်တက်တို့ကသတိထားစရာဖြစ်စေခဲ့ပါတယ်။အပြန်အလှန်တိုင်းစစ်ဆင်မှုတွေပြုလုပ်နေခဲ့တဲ့မိနစ်60ပြည့်ဖို့2မိနစ်လိုမှလူစားဝင်တိုက်စမှုဇက်ဇီကဒုတိယမြောက်ဂိုးကိုခေါင်းတိုက်သွင်းပြီးတော့အင်ရှင်တို့ပြန်လည်ပြီးတော့ဥဆောင်နိုင်ခဲ့ကြပါတယ်။မိနစ်60ပြည့်ကန်ဒီမှာသွင်းခဲ့တာဖြစ်တဲ့အတွက်ယူနိုက်တက်အသင်းအနေနဲ့ဝေးကွင်းမှာနိုင်ပွဲစားထူနိုင်ခဲ့ကြလိမ့်မယ်လို့ထင်မှတ်ခဲ့ကြပေမဲ့အထင်နဲ့မရလွဲချော်ခဲ့ရပြီးတော့ယူနိုက်တက်အသင်းဟာမိနစ်60ပြည့်လို့အချိန်ပုံ9မိနစ်မှာပြန်လည်ပြီးတော့ခြေပါကိုခွင့်ပြုလိုက်ရပါတယ်။အဆိုအသွင်းကလည်းအိုနာနာရဲ့ဂိုးဖမ်းမသေးသမှုကြောင့်လို့ဆိုရမှာဖြစ်ပြီးလိုင်ယွန်ကစားမရဲ့လက်ထဲကနေပြန်ထွက်လာချိန်မှာရှေ့မှာအသင်းရှိနေရန်ချာကီကပိတ်သွင်းခဲ့တဲ့အတွက်ယူနိုက်တက်အဝေးကွင်းမှာတပတ်2 စီတရားနဲ့ကျင်းသွားခဲ့ရတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုဒီမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လာအောင်ချီစီကြဖို့လည်းဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ page လေးကို like and follow မနေရသေးဘူးဆိုရင်နှိပ်သွားကြဖို့တော့တောင်းဆိုပါရစေခင်ဗျစုံလီကြည့်ပြအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်